တခါတလေကြရင်ဘဝရဲ့ဖိအားတွေအလုပ်ကိစ္စတွေနဲ့လူမှုရေးပြဿနာတွေကြားမှာကျွန်တော်တို့စိတ်တွေအယမ်းပင်ပန်းပြီးအသက်ရှူရတာတောင်ကြက်တဲလာသလိုခံစားရတတ်ပါတယ်စိတ်ဖိစီးမှုဆိုတာလူတိုင်းကြုံရတာဖြစ်ပေမဲ့အဲ့ဒီစိတ်ကိုချက်ချင်းပြန်ပြီးထိန်းချုပ်နိုင်ဖို့ကတော့အယမ်းရေးကြီးပါတယ်ဒီနေ့ဗီဒီယိုမှာတော့တင်းရဲ့အဖိုးတန်တဲ့အချိန်9မိနစ်ကိုပဲအသုံးချပြီးစိတ်ဖိစီးမှုတွေကိုချက်ချင်းလျှော့ချပေးနိုင်မဲ့သိပ္ပံနေကြနေလန်း3ခုကိုပြောပြပေးသွားမှာပါပထမဆုံးနေလန်းကတော့အချိန်မရွေးနေရာမရွေးလုပ်လို့ရတဲ့လေခုနှစ်ရှစ်အသက်ရှူလေ့ကျင့်ခန်းပါဒါဟာတင်းရဲ့အာယုံကြောစနစ်ကိုငြိမ်သက်သွားစေဖို့ဦးနောက်ကိုအချက်ပေးတဲ့နေလန်းပါအရင်ဆုံးနှာခေါင်းကနေလေကို4စက္ကန့်ကြာအောင်ခက်မှန်မှန်လေးရှူသွင်းလိုက်ပါပြီးရင်အသက်ကိုခုနှစ်စက္ကန့်ကြာအောင်ခဏအောင်ထားပေးပါနောက်ဆုံးမှာတော့ဘားဆက်ကနေလေကို8စက္ကန့်ကြာအောင်ခပ်ဖြည်းဖြည်းချင်းပြန်မှုတ်ထုတ်လိုက်ပါဒီလိုမျိုး3ချိန်ကနေ9ချိန်လောက်ထိလှုပ်ပေးုံနဲ့တင်းရဲ့ရင်နုံတာတွေစိတ်လှုပ်ရှားတာတွေတိတိတာတာရော့ကျသွားပါလိမ့်မယ်ဒုတိယနယ်လန်းကတော့9 4 3 2တက်လို့ခေါ်တဲ့အာယုံ၅ပါးကိုပြန်ပြီးစူးစီးတဲ့နယ်လန်းပါစိတ်တွေအယမ်းရှုပ်ထွေးနေတဲ့အခါဒီနယ်လန်းကတင်းကိုလက်ရှိပိစုပန်ဒိတ်တွေကိုပြန်ရောက်လာအောင်ကူညီပေးပါတယ်တင်းပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်လိုက်ပါတင်းမြင်ရတဲ့အရာ၅ခုကိုစိတ်ထဲကရေတွက်ပါတင်းထိတွေ့လို့ရတဲ့အရာ၄ခုဥပမာတင်းအင်ဂျီတင်းလက်ထဲကဖုံးကိုခံစားကြည့်ပါတင်ကြားနေရတဲ့အတန်3ခုကိုနားဆွင့်ကြည့်ပါတင်ရနေတဲ့အနက်2ခုကိုအာယုံခံပါနောက်ဆုံးတင်းရဲ့ရှာပေါ်မှာရှိတဲ့အရာသာတစ်ခုကိုသတိထားကြည့်ပါဒီလိုလှုပ်ခြင်းအပြင်ဦးနောက်ကစိုးရိမ်ပူပန်နေရဲ့အနာဂတ်ကနေလက်ရှိရောက်နေတဲ့နေရာစီကိုအာယုံပြန်ရောက်လာပြီးစိတ်ငြိမ်သွားစေပါတယ်အချက်3ခန္ဓာကိုယ်ကို reset လှုပ်ခြင်းနောက်ဆုံးတစ်ချက်ကတော့ physical reset လို့ခေါ်တဲ့ခန္ဓာကိုယ်ကိုလှုပ်ရှားပေးတာပါစိတ်ဖိစီးမှုတွေအယမ်းများလာပြီဆိုရင်တင်ရှိနေတဲ့နေရာကနေထပ်ပြီးလမ်းလျှောက်လိုက်တာမျိုးဒါမှမဟုတ်ရေအေးအေးတဖန်ခွက်ကိုတနုံချင်းစီတတိကပ်ပြီးတောက်လိုက်တာမျိုးလုပ်ပေးပါဖြစ်နိုင်ရင်မျက်နှာကိုရေအေးအေးနဲ့တက်လိုက်တာကလည်းတင်းရဲ့သွေးခုန်နှုန်းကိုရောကြစေပြီးစိတ်ကိုလန်းဆန်းသွားစေပါတယ်စိတ်ဖိစီးမှုဆိုတာလုံးဝမရှိအောင်လုပ်လို့မရပေမဲ့စိတ်ဖိစီးမှုကိုဘယ်လိုကင်တွယ်ရမလဲဆိုတာတီးထားဖို့ကတော့တင်းဘဝအတွက်အများကြီးအထောက်အကူဖြစ်စေမှာပါဒီနေလန်း3ခုတည်းကတင်းနဲ့အကိုက်ညီဆုံးနေလန်းကိုနောက်တစ်ခါစိတ်ညစ်တဲ့အခါလက်တွေ့သုံးကြည့်ဖို့မမေ့ပါနဲ့ဦး